Hello ကိုလိုအားလုံးပဲမင်္ဂလာပါကျွန်တော်ပတ်ကြည့်ဗီဒီယိုမတင်တာတော်တော်ကြီးကိုကြာနေခဲ့ပြီပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဒီအကောင့်ကိုသာကြည့်လိုက်တော့ဟုတ်ပါတယ်တခြားတော့မဟုတ်ပါဘူးမကင်မှုတဲ့အကောင့်တွေကင်ပြီးတော့ကျွန်တော်ဗီဒီယိုတင်မှုတော့မိနေရတာပဲဖြစ်ပါတယ်ဟိုးအစကိုပြန်သွားကြည့်ရမယ်ဆိုလို့ရှိရင်ပတ်ကြည့်အကောင့်တွေရောင်းနေကျွန်တော်ရဲ့မိတ်ဆွေ New Perfect ရှိမှာဒီအကောင့်ကိုတော့တွေ့ရပေါ့နော်ကျွန်တော်ကဘာရတော့မဟုတ်ဘူးပေးစောပါလားဆိုပြီးတော့ပြောလိုက်တယ်တကယ်မထင်တော့အခုချိန်ချင်းကုတ်တောင်းပြီးတော့ဝင်လာဆော့လိုက်တော့ဆိုပြီးပြောလိုက်တာ Oh my god ကျွန်တော်လည်းကြိုက်ပြီလေအဲ့ဒီတော့ကြောင့်မလို့စမ်းအောင်ဆော့ပြလို့ပြောထားတဲ့ brother တွေကိုဒီနေ့ဒီအကောင့်နဲ့တူတူစမ်းဟောက်ကိုဖြုတ်ပြသွားမယ်စမ်းဟောက်ကိုမဖြုတ်ခင်ကျွန်တော်ဒီအကောင့်မှာဘာတွေပါလဲဒီအကောင့်တန်ကြီးဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်လိုက်ခဲ့ပါအောင်ဗျကျွန်တော်တို့အင်ကြီးတွေသွားကြည့်မယ်အင်ကြီးတွေမကြည့်ခင်ကျွန်တော်တို့အိတ်စုကိုအရင်ကြည့်မယ်ပေါ့နော်ဟာအိတ်စုဝင်တော့ခန်းထဲရောက်ဝင် Oh my god Okay အိတ်စုမှာကျွန်တော်တို့အခုတစ်ထွက်ထားတဲ့ဒီ Dragon အိတ်စုပဲပြောပါတော့အဲ့ဒါကိုကျွန်တော်တို့4 star အထိတင်ပေးထားတယ်ပြီးကျွန်တော်တို့ဒီအိတ်စုကိုလည်းဘယ်လိုခေါ်လဲကျွန်တော်တို့မသိဘူးအဲ့ဒါကိုလည်း4 star အထိတင်ပေးထားတယ်ပေါ့နော် Key message ထွက်မယ် Key message ထွက်တဲ့အိတ်စုက2ထဲပြီးရင်ဒီမှာက1 star ပြီးရင်ဒါလည်း1 star ပြီးရင် Joker ကတော့2 star တင်ပေးထားတယ်ဗျပြီးရင်ဒီမှာတာကာတို့ပြောရဲဟိုကအိတ်စုပေါ့နော်အဲ့ဒီအိတ်စုကကြတော့ကျွန်တော်တို့4 star တင်ပေးထားတယ်ပြီးရင်ဒီမှာဒီအိတ်စုကိုကြတော့လဲ2 star တင်ပေးထားတယ်ပြီးရင်ရေခဲကိုလည်း4 star တင်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီ Poseidon level sorry 1 star ပါတယ်ပေါ့နော်ပြီးရင်ကြီးကန်လုံးဝ level 6အထိတင်ပေးထားတယ်ပေါ့နော်လီမော်တိုင်းဘာညာတရာကားတွေပေါ်တယ်ပေါ့နော်ကဲအိတ်စုတွေကတော့ဒီလောက်ပဲအိတ်စုတွေနေမလားဆိုတော့မဟုတ်ဘူး Ultimate set okay Ultimate set ဒီအကောင့်မှာ total က21ထည်ပါတယ်ပေါ့နော်ဒီမှာရော့ဒါအများကြီးပါတယ်တနေ့ကိုတစ်ထည်ဝင့်အောင်တစ်လားလောက်ဝင့်လို့ရတယ်ပေါ့နော်ပြီးရင်မာမီဆက်က9တွေပါတယ်အာတိပိမာမီဆက်3ခုရယ်ကျွန်တော်တို့ရိုးမာမီဆက်2ခုရယ်ပါပါသေးတယ်ပြီးရင်ဒီမတ်တစ်အင်ဂျီတွေဘာတွေကတော့ပြောမနေနဲ့လုံးဝကားကွက်တွေဆိုလဲတော်တော်ရှားတဲ့ကားကွက်တွေကိုတွေ့ရတယ်ပေါ့နော်နေကားကွက်ပြမယ်ဒီကားကွက်လေးကိုကြည့်လိုက်ကဲထားပါတော့โอเคကျွန်တော်တို့ဒါတွေပြီးသွားပြီဆိုလို့ရှိရင်ကားရည်တွေကိုတစ်ချက်သွားမယ်ကားမှာဆိုလို့ရှိရင် bro တရက်ကိုဒဇီးနှုံးနဲ့စီးရင်တော့တလားကြော်စီးလို့ရပါတယ်ကဲဒီမှာဆိုလို့ရှိရင်ပထမဦးဆုံးကျွန်တော် UAC မှာကျတော့ပြိုင်ကားကြီးပဲကို4စီးပါတယ်ပေါ့နော်မတစ်က2စီး legendary က2စီးပေါ့နော်ဒီမှာLamborghini ရဲ့ပြင်ထားပါလဲဒီနှစ်ခုပါပါတယ်ပြီးရင်ဒီကောင်တွေကတိုက်လို့ရှိရင် game message ထွက်မယ်ဘာညာတရက4စီးတော့မကြောက်ဘူးပေါ့နော်ပြီးရင်ဒီအောက်က legendary က2စီး okayပြီးရင်ဒီမှာအီရန်ငယ်မှာတွေ့ရတဲ့ကျွန်တော်တို့ကားပြောင်းလေအဲ့ဒါကိုမှlady sing ကားပါပါတယ်ဒီအစိမ်းရောင်လေးလုံးဝလှနေရောပဲဒီလီဗာပုတ်တန်အစားလှတယ်ပေါ့နော်လုံးဝlady လည်းကြာမယ် game message တွေထွက်မယ်အကုန်ထွက်မယ်ပြီးရင်ဒီမှာ၄ယောက်စီစမ်းဟောက်တွေပိုင်းမှာပတ်ကျုံးလို့ကောင်းတဲ့ကားဒီကောင်လေး lady sing ကားဒါနဲ့ဆို lady sing ကား2စီးရှိပြီ okay လုံးဝပြိုင်ကား20စီးတောင်ပါတယ် bro ရေကဲဒီမှာအမဲလေးကောင်လေးစပြမယ်ဒီကားကပါလေ okayဒီကောင်ကကြတော့ lady ဆင်းတယ်ပေါ့နော်ဒီကောင်ကကြတော့ lady မဆင်းဘူးဒီကောင်က lady ဆင်းတယ်ပြီးရင်ဒီ Lamborghini လည်း lady ဆင်းပါတယ်ပြီးရင်ဒီကောင်လည်း lady ဆင်းတယ်အဲ့ဆိုရင် lady ဆင်းက9စီးရှိပါပြီပြီးရင်ဒီကောင်က lady မဆင်းဘူးဒီကောင်လည်း lady မဆင်းဘူးဒီကောင်တွေက lady မဆင်းဘူးပေါ့နော်ဒီကောင်တွေအများကြီးပါပါတယ်ပြီးရင်ဒီမှာလုံးဝ6ကတ်တန်လူကြိုက်အများကြီးလို့ပြောပဲဒါပေမဲ့ကျွန်တော်တို့ကတိတ်မကြိုက်ဘူးဘူဂါတီဖြစ်နေလို့လားမသိဘူးဒီကောင်လည်း lady ဆင်းတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါတွေက lady မဆင်းဘူးဒီကောင်လည်းတော်တော်လှပါတယ် okayဒီမှာကျွန်တော်ဟိုဘက်ကောက်မှာလည်းပါတယ်ပေါ့နော်ဒါက lady sing ကပါ okay ဒီကောင်3ကတ်တန်နဲ့တူတယ် okay ဒီမှာလည်း lady sing ကနောက်ထပ်တစ်စီးပြီးရင်လုံးဝကျွန်တော် favorite 6ကတ်တန်ဒီကောင်ကြီးကစောင်းရမ်းမိုက်တယ် lady sing ကကြီးပြီးရင်ဒီမှာဒီကောင်ကကြောက် lady မစင်ဘူးပေါ့နော် lady sing က total 6ခုလို့တော့ပြောတယ်ပေါ့နော်6စီးလို့တော့ပြောတယ် okay ကျွန်တော်နောက်ထပ်ဘိုင်များပါအောင်မလဲ okay cycle မှာလည်း average gun sorry average cycle 2ခုပါတယ်ပြီးလို့ရှိရင် matic cycle တစ်စီးပါတယ်ပေါ့နော်okay ဘက်ကီမှာလည်း game message ပါပါတယ်လုံးဝဘက်ကီနဲ့တိုက်တိုက်ရင်ဟိုကောင်းနေတဲ့အနေထားတစ်ခုပေါ့နော်ဘက်ကီမှာလည်း game message ပါတယ် okay ကားလေးကတော့ကျွန်တော်ပြန်ပြောင်းလိုက်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ gun လေးကိုတစ်ချက်မသွားခင် profile လေးကိုအရင်ပြလိုက်မယ် okay profile မှာကဒီကျွန်တော်တနက်တွေဘာညာအကုန်ဖွင့်ပြီးသွားပြီပြီးရင်ကျွန်တော်တို့ပြချင်တာကတော့ဟောဒီမှာဘောင်မှာ Conqueror ဘောင်ကိုကြိုက်တဲ့ဘောင်တက်ပါဒီမှာ Conqueror ဘောင်1 2 3 4 5 6 9ခုပါပါတယ် Conqueror ဘောင်ကြီးပဲ9ခုပါပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ collection level 84ရှိပါတယ်ဒီအကောင့်ကိုရမယ်ဈေးနှုန်းနဲ့တော့လုံးဝယူကွာခြားနေမှာပဲဖြစ်ပါတယ်အော်ပြီးတော့ဒီဗီဒီယိုကိုကျွန်တော်ကြောင်ကရလို့ကြောင်ညာပေးတာမဟုတ်ပါဘူးဒါကကျွန်တော်တို့ဒီမိတ်ဆွေချင်းကြောင်ညာပေးတာပဲဖြစ်ပါတယ်ပြီးတော့ယုံကြည်ရလို့တကယ်လဲကိုဖန်နီကိုစိတ်ချရတဲ့အချိန်မှာဝယ်စီခြင်းလို့ဈေးနှုန်းလဲအရန်တန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောင်ညာပေးရခြင်းဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဂန်းနေသွားလိုက်ရအောင်
ဟောဒါနဲ့ဂန်းကိုမပြခဲ့ကျွန်တော်ပြစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ Scar A ပေါ့နော် Scar A ကဒီဟာက on hit ပဲထွက်ပြီးတော့လုံးဝကျွန်တော်တို့ key message မတက်တဲ့ Scar A ပဲဖြစ်ပါတယ်ဒီ Scar A ကိုဖောက်တုံးကဆိုလို့ရှိရင်ကျွန်တော် average gun skin တွေထပ်တောင်ဈေးကြီးခဲ့တယ်ပေါ့နော်အဲ့ Scar A ပါတယ်ဒီကဘာပေါ်မှာအရှားပန်းသုံး skin တွေကတစ်ခုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ် AUG မှာ sorry AUG မှာလည်းအဲ့လိုမျိုးတစ်ခုပါပါတယ်လုံးဝon hit လည်းထွက်ချင်တယ် key message လည်းမတက်ချင်ဘူးဆိုရင်ကတော့ဒါ ASUS ရဲ့ key message ကိုတည်တံ့ခန်းစားလို့ရမှာပဲဖြစ်ပါတယ် okay ဒါလေးတွေဒါကတော့ဒီမှာပဲထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ SMG ထဲမှာကျွန်တော်တို့ UMP က auto max ပါပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ gun လေးတွေတစ်ချက်မသွားခင်ဒီအုတ်ထုပ်လေးပြပါအောင်မယ်အုတ်ထုပ်မှာကတော့ Inferno တွေဒါတွေအကုန်ပါတယ်ပေါ့နော်မတစ်အုတ်ထုပ်တွေကြီးပဲ1 2 3 4 5 6 9 10 9လုံးပါပါတယ်မတစ်အုတ်ထုပ်တွေကြီးပဲ9လုံးပါပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတရဖူလုံးဝ ultimate helmet ပေါ့နော်လုံးဝတကြီးကကြည့်တာနေလုံးဝကြီးကော်ထွက်နေတဲ့ skin တစ်ခုပဲဖြစ်ပါတယ်ဒီဟာလေးလည်းပါပါအောင်မယ်ပြီးရင်လွိကကြတော့ဒီမတစ်တွေများမယ်ပေါ့နော်ပြီးရင်ဒါလေးပါမယ်โอเคလွိတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာခေါင်းဆောင်နေလုံးဝ ultimate set ခေါင်းဆောင်နေအများကြီးပဲပေါ့နော်ဒါတွေလိုက်ပြနေမဝင် empire ဖြစ်သွားလိမ့်မယ်တာကြီးတို့ရဲ့ဒီမှာဒါကြီးမျက်မှန်လေးမျက်နှာဖုံးနေမျက်နှာဖုံးကဒါကြီးလည်းပါတယ်ပေါ့နော်โอเคပြီးကျွန်တော်တို့ဒါတွေဒီမှာဆိုလို့ရှိရင် oh my god အင်ကြီးနဲ့ဘောင်းမြောင်မတစ်ပါပါတယ်ပြီးရင်ကျွန်တော်ဒီမှာမတစ်ဖက်နှက်ဒါမင်းတို့အကြိုက်မတစ်ဖက်နှက်နော်အေးဟောဒါလေးနဲ့တွေးတာရော့အဆင်ပြေသွားပြီဒီမှာလုံးဝ ultimate sorry မတစ်မဟုတ် ultimate ဖက်နှက်ငါ့ကိုလာဆဲတော့မှာပြီးဒီမှာ glove လုံးဝပြီးကျွန်တော်တို့ဒီမှာလေထီမှာကြတော့ဒါတွေပါပေါ့နော်ဒါတွေလေထီကကြတော့အဲ့လောက်မစုံဘူးပြီးရင်ကျွန်တော်တို့glider ကတော့လုံးဝရှယ်ကြီးဒီမှာရော့ကြီးကန်းနဲ့ပဲဆင်းမလားငကားပဲပြောင်းမလားခေါင်းနဲ့ပဲဝင်လှဲအောင်မလားနော်ကြက်တယ်လို့လုပ်လို့ရတယ်နောက်ဆုံးမစင်းချင်လို့ရှိရင်ဝက်ကြီးနဲ့မှဆင်းလို့ရတယ်ဗျsorry ခွေးကြီးဟာ oh my god ငါလာကြိုက်တော့မိုင်းကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ glider ဟိုပါထပ်ပြီးတော့ upgrade မြင့်ပေးထားပါတယ်ဗျာကဲဒီမှာဘယ်လောက်လောက်လိုက်တဲ့ glider လဲကဲကျွန်တော်လေးမြန်ဒီကကြတော့ဒီမှာအများကြီးပါတယ်ဗောနော်ကိုယ်စိတ်ကြိုက်ချလို့ရတယ် okay ပြီးရင်ကျွန်တော် granite မှာလည်းကျွန်တော် game message တွေကတော့ပြောမနေနေတော့ဗောနော် granite ဒီ game message တွေအများကြီးပဲဒီမှာပုံးနေပါဖြစ်တယ်ဗောနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော် gun လေးကိုတစ်ချက်သွားကြည့်လိုက်ရအောင်အော် gun မပြခင် companion ဒီမှာကျွန်တော်တော်တိုင်းမရှိဘူးဗောနော်ဘယ်ရောက်အောင် companion oh my god companion ရှာနေရတယ်ဟာဟောဒီမှာတွေ့ဒီမှာ companion skin မှာပါပါတယ်ပြီးကျွန်တော်တို့ lobby ကလည်း1 2 3 4 5 6ခုပါပါတယ် lobby background ဒီမှာပြိုင်ကား lobby ထားခြင်းထားမထားရင်ဒါထားရော့ကြိုက်တာထားလို့ရပါတယ်ဒီဟာကကျတော့ iPad view ပုံစံလေးပေါ့နော် okay ကျွန်တော်ဒီမှာဒါကြီးလည်းအများကြီးပါပါတယ်ဒါကြောင့်ကိုယ့်ဘာကိုကလစ်ကြည့်လိုက်တော့ပေါ့နော် okay companion နဲ့ကိုတစ်ချက်သွားကြည့်လိုက်အောင် companion မှာကျတော့ကျွန်တော်တို့ဒီအကောင့်လေးပဲပါပါတယ်ဒီအကောင့်လေးဆိုလည်းတော်တော်ကြီးမိုက်တယ်တေသွားလို့ရှိရင်ကျွန်တော်တို့လူသားပုံစံနဲ့ပြန်ရှင်လို့ပဲရပါတယ်ပြီးရင်ဒီမှာဒီကောင်လေး okay ဘဲလေးမှာ skin ပါပါမယ်ပြီးရင်ဒီမှာ Godzilla oh sorry ဒါ king အောင် Godzilla မဟုတ် Godzilla ကလာထောင်းတော့ပါကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ရော့ oh my god ဂမ်းမှာကျွန်တော်တို့68လက်100ပြည့်ဖို့3လက်အလူလုံးဝ100ဆိုဘယ်လောက်မိုက်လိုက်မလဲကွာကဲဒီမှာကျွန်တော်တို့ရော့ဒါကလရှာတော့မပါမဖြစ်ပဲပေါ့နော်ဒီအကောင့်ကြီးတော်တော်များများ Clash နဲ့တဖူကတော့ပါတယ် okay ဒီမှာ scope ဘာရတဲ့ကအကုန်ဝယ်ပြီးသွား grid တွေရောအများကြီးဝယ်ပြီးသွားပြီတဖူကတော့ဘာမှမဝယ်ရသေးဘူးတဖူလက် level 7ပြီးရင်ဒီဟာ game message okay ဒါလည်း game message ဒါကြောင့် level 1 level 2 level 4 level 1 level 1 လေးတွေကိုနည်းနည်းလေးကြော်ပြလိုက်မယ်ပေါ့နော်ဒီမှာဒါဆိုရင်လုံးဝ game message တင်မိုက်တယ်ဒါ level 1 okay ဒါရ level 1နေပြီပဲပြီးရင်ဒီမှာ level 1 okay ဒါလေး level 1ဒီမှာတက္ကနို M4 ပါပါတယ် okay level 1လေးကြော်မယ်ဒီမှာ level 8လုံးဝဒီ M7 စစ်တူကိုကျွန်တော်ချိန်မှာတော့ level 7ပဲရှိတယ်ဒီကောင်းကလုံးဝ level 8ကြီးကိုတင်ပေးထားတယ်ပေါ့နော်ဒီမှာ scope တွေပိုင်းတော့မဝယ်ထားဘူး scope တွေပိုင်းနဲ့ဆိုလုံးဝအလိုင်းဖြစ်သွားမှာပြင်တာကျွန်တော်ချိန်မှာရှိတဲ့ဒီဟာပေါ့နော်ဒါကိုကြတော့ကျွန်တော် M16A4 ကင်တဲ့လူတွေအတွက်အဆင်ပြေတယ်ပြီးရင်ပန်လုံးဝ level 6တင်ပေးထားတယ်ပြီးရင်ဒီမှာဒီ 8K level 8တော့ level 8ဒီပဲနော် level 8ကြီးပဲဒီအကောင့်မှာ3လက်လား4လက်လားမသိပါဘူး okay ဒီမှာကျွန်တော်တို့ဒီဟာ game message တင်ပေးထားတယ် okay ဒီကောင်လည်း game message ပါမယ်ပြီးဒီမှာလုံးဝ crosser ဒါကြီးကတော်တော်လန်းနေဒါကြီးကဖျောင်းနိုင်ပြီနော် okay ဒါလည်း level max ထားတယ်ပြီးရင်ဒီကောင် on hit ထိတင်ပေးထားပါတယ်ဒီ AKM ကိုလည်း on hit ထိတင်ပေးထားတယ်ပေါ့နော်ပြီးရင်ဒီမှာဒီ AWM
လူခရစ်တီပါပါတယ်ဒီကောင် scope တွေပါတော့မွေရသေးဘူးပြီးဒီမှာလုံးဝကျူဘီဇက်ကိုပါ level 7ပါတဲ့မင်းတို့အဲ့လောက်ကြီးကြတော့လေ okay ဒီကောင်လေးလည်းတော်တော်ကြီးကိုလှရတယ်မှာပါတယ်ဗောနော် emote လေးပါကြီးရအစ okay ဒီမှာလုံးဝ GTR နဲ့ Vita ဆက်ဝစ်ပြီးပဲလိုက်ပြစ်အောင်မလားပုံးမှာပေါ်တယ်ဗျာ okay ဒီမှာရော့ emote ဒါပဲ okay ကျွန်တော်ဒီမှာဓာလေး level 3 okay ရေပြုတ်ကတော့မတင်ထားဘူးကျွန်တော်တို့စက်ကြည့်မယ်လုံးဝ AUG level 8 AUG ကတော်တော်ကြီးကိုမိုက်တယ်ကျွန်တော်ပြုတ်ပြီးသွားဒီမှာရော့ဒါလေးအကုန်ပါတယ်ကြိုက်တဲ့ဟာကောက်တက်လိုက်အကုန်လုံး AUG ကလန်ထွက်နေရပဲ okay ကျွန်တော်ဒီမှာ sky level max ထားမယ်ဒီမှာအမဲ33ဖြူ33လောက် I got black I got white what you want တိုးချင်တာ you okay ပြီးရင်ဒီမှာဒီကောင် game message ပါမယ်ပြီးရင်ဒီမှာ UMB ဒါလည်းဒီ game message ထိဟိုဟာဖြစ်တော့မယ်ပေါ့နော်ရောက်တော့မယ် level 3ထိတင်ပေးထားတယ် okay ဒီကောင်လည်းကျွန်တော်ဒီຢာတွေပါပြီးသားနေတူတယ်ဟုတ်တယ်ဒါဒီကောင်ပါပြီးသား6စတော့မပါဘူး okay 6စလွယ်ရင်ကျွန်တော်ကုန်ပါပြီးသွားပြီ okay ဒီမှာဒီ AKM ဒါတွေက level 1နေ okay ဒီကောင်လုံးဝဒီကောင်ကျွန်တော်တပွဲပဲပြစ်လိုက်ရတယ်ဒီကောင်တော်တော်ကြီးကိုမိုက်တယ် on hit ပြီးဒီမှာ ornament တက်လို့ရတယ် okay ဒီကောင်ကကျတော့scope ကကျတော့နှစ်ဆရ red dot ပဲရှိရယ် okay ပြီးရင်ကျွန်တော်တို့okay ဒီမှာ level 8နောက်တက်လက်ဒန်းကကျွန်တော်တို့ဟို Android တွေပိုင်းမှာပဲကောက်လို့ရတယ်ပေါ့နော်ဒီကောင်ကိုတော်တော်ကြိုက်နေတဲ့တူတွေဒီအရင်အကောင့်ပိုင်ရှင်ကလုံးဝဒါတွေကို UC နဲ့ baby ဝယ်ထားနော်ဆရာသမားလုံးဝအဲ့ရတော်တော်ယူမိုက်တယ်ပေါ့နော်ဒီမှာ level 8ကလည်းစောက်ရဲမိုက် okay ပြီးကျွန်တော်ဒီဓာဟိုပါပေါ့ Spy Family ရဲ့ဓာ level 3 okay ပြီးရင်ဒီမှာ iPhone နောက်တက်လက် level 7ကောင်းတာ level 8မတင်ထားဘူးပြီးရင်ဒီမှာ shotgun on hit လုံးဝ final form ထိတင်ပေးထားရပေါ့နော် okay ပြီးဒီမှာ iPhone ကိုကြတော့ဒီကောင်းကိုပဲ level 4တင်ထားတယ်ဟိုကောင်းကိုဒီ Anubis ကို sorry လေ Anubis ကို Game City တင်ထားလို့ရှိရင်တော်တော်ကြီးကိုလှသွားမှာ okay ဒီမှာကျွန်တော်အကြိုက်ဆုံး iPhone လုံးဝဒီကောင်အသွင်းထုတ်ကတော်တော်ကြီးကိုမိုက်တယ်မျိုးလားဒီပေါ့ okay ဒီမှာအကြောင်လေးလက်ပြီးတော့ပြေးလိုက်လို့ရှိရင်တော်တော်ကြီးကိုမိုက်တယ်ဒီကောင်မှလည်း3စားတွေပဲဝယ်ပေးထားတယ်ပေါ့နော် okay ပြီးရင်ဒီမှာ DDPS oh my god on hit တော့ဆက်တင်လို့ရတယ်မတူရီ3ချောင်းဆိုရင်တင်လို့ရတယ်ကွာ okay ဒါလည်းပါတယ်ပေါ့နော်ဒါတွေကမတင်ထားဘူး okay ဒီမှာဒီ Uzi level 4ချစ် Uzi တွေကန်ရရိုးလို့ရှိရင်ဒါလေးကန်ပါ okay ဂန်တွေကတော့ဒီအထိပဲပေါ့နော်အားလုံးပေါင်း total average ဂန်68လက်ပါတဲ့အပြင်ကိုမှ level 8 ဂန်4လက်ကိုပါပါတယ်ပြီးတော့ automatic တွေပါတယ်လည်းပါတဲ့အတွက်ကြောင့်မလို့ဒီအကောင့်ကြီးကလုံးဝ offline အကောင့်ကြီးပါပြီးတော့ no error တန်လေးကိုမှ RC ကို lifetime အာမခံနဲ့ရပါမယ်ကျွန်တော်တို့ဒီအကောင့်ကိုရောင်းပေးမဲ့ဈေးနှုန်းကတော့125သိန်းပဲဖြစ်ပါတယ်ဒါပေမဲ့အခု brother ကကျွန်တော်ဗီဒီယိုကိုကြည့်နေလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုကလာတယ်လို့သာပြောလိုက်ပါအဲ့ဒါဆိုရင် 5% discount off ရမှာပဲဖြစ်ပါတယ်116သိန်းနဲ့ရရှိမှာပဲဖြစ်ပါတယ်ဒါကိုအပြောကောင်းလို့ရှိရင်ထက်လျှော့ပေးမယ်လို့ပြောပါတယ်ပြီးရင်ကျွန်တော်တို့ပြန်ရောင်းလို့ရှိရင်လည်းမပူပါနဲ့သူ့ရှိမှာပေါက်စည်းအတိုင်းကိုမှကျွန်တော်တို့15%ခွာကောက်တာကိုကျွန်တော်ဒီဗီဒီယိုကလာရလို့ပြောလိုက်လို့ရှိရင်ကျွန်တော်ပြန်ကောက်ပေးမဲ့ဈေးနှုန်းက73%ခွာပြီးပဲပြန်ကောက်ပေးမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကအခုလိုမျိုးအကောင့်ကြီးတွေဝယ်မယ်ဆိုလို့ရှိရင်အရေးကြအလဲထက်အကုန်လုံးရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအကောင့်ကအလဲထက်ကိုပို့ပြီးဦးစားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့အနေနဲ့အကောင့်ကြီးလေးလိုချင်တယ်ဒါပေမဲ့ယုံကြည်စိတ်ချတဲ့နေရာလဲရှားနေပြီဆိုလို့ရှိရင်ကတော့ကျွန်တော်အခုပြထားတဲ့ Telegram user name လေးကိုအကြီးရောအသေးရောအမှန်ကန်ဆုံးရိုက်ပြီးတော့တွားလိုက်ကြပါ fake နေရှိတာကြောင့်မလို့ပထမဆုံးအရောင်းဝယ်မလုပ်ခင် video call ခေါ်ဖို့လည်းမမေ့ပါနဲ့ဟုတ်အဲ့လိုမှမဟုတ်ဘူးဘာမှမလုပ်တတ်ဘူးဆိုရင်လည်းမပူပါနဲ့ကျွန်တော်ရဲ့ Telegram user name ကိုသာရိုက်ရှာလိုက်ပြီးတော့ကျွန်တော်ရှိကိုတက်တက်မတ်မတ်သာလာခဲ့ပါကျွန်တော်အကုန်လုံးစီစဉ်ပေးပါမယ်ပြီးရင်အကောင့်ကြီးတွေပဲရောင်းလာတာဆိုတော့လည်းမဟုတ်သေးပါဘူးဗျကျွန်တော်တို့ဒီ9သိန်း6သိန်းဝန်းကျင်တွေကစလို့အဲ့အပေါ်အကောင့်တွေအကုန်လုံးကိုဘရိုလိုအပ်ချက်အတိုင်းရှာဝယ်လို့လည်းရတယ်လို့မျိုးကျွန်တော်တို့ order တင်ပြီးတော့လည်းဒီမှာယူလို့ရပါတယ်ဒီအကောင့်တွေအကုန်လုံးကိုအကြီးပဲဖြစ်အသေးပဲဖြစ်သူက RC ကိုကျွန်တော်တို့ဒီတတ်တာ RC ပေးပါတယ်ပြီးလို့ရှိရင် bro ဘက်ကဘန်နာဘာကြီးကတော့တာဝန်မယူပါဘူးကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာကျွန်တော်နောက်က game လေးထည့်မယ်လို့စဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့ game လေးထည့်ဖို့ကအချိန်မလောက်တော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ပါမယ်ပြီးလို့ရှိရင်နောက်နေ့ကျလို့ရှိရင်မပူပါနဲ့အဲ့ဒီဆန်းဟောက် game လေးတွေကိုကျွန်တော်နောက်ဗီဒီယိုတစ်ပုံးနဲ့တူပြန်လာခဲ့ပါမယ်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်နောက်တစ်ခါထပ်ပြောပါမယ်လုံးဝကြော်ညာကမယူပါဘူးbro ဘက်ကတော့ယုံကြည်စရာမရှိဘူးဆိုတော့သိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီဂရီးသစ္စာရေပြီးလို့ရှိရင်ခင်မင်မှုရေကိုငွေကြေးထပ်ပို့ပြီးတော့တန်ဖိုးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုကြော်ညာကလုံးဝမယူတာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင် see you guys next video